ရောက်စီတိုင်းကိုမင်္ဂလာပါလို့တခါပြန်ပြီးတခုဆက်တာလိုက်ပါတယ်ဒီညအနေငယ်ပြောစရာလဲပေါ်လာလို့အနေငယ်ပြန်ပြီးပြောချင်ပါတယ်လို့ကျွန်တော်အခုမြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်တဲ့အချိန်မှာမူကောင်းကင်မှာမူအုပ်လာရင်မူရွာလာမယ်ဆိုတဲ့အတိုင်းပဲကျွန်တော်မြန်မာနိုင်ငံရဲ့ရင်နှံကိုရှူရှိုက်ကြည့်တဲ့အချိန်မှာမကြာခင်မှာကျွန်တော်မြန်မာနိုင်ငံမှာပြည်သွေးစစ်အကြီးကြီးပေါ်ထွက်လာမယ်အနတ်ကိုရနေတယ်မြန်မာပြည်မှာကျွန်တော်R2P တို့ UN တို့လာမလာတော့မသိဘူးမြန်မာပြည်မှာကျွန်တော်မတရားတော့စစ်အာဏာရှင်ဖြစ်တဲ့ဒီစစ်တပ်ကိုအမြင့်ဖြုတ်ဖို့အတွက်မြန်မာနိုင်ငံမှာပြည်သွေးစစ်အကြီးကြီးပေါ်လာမဲ့အရေးအယောင်တွေတွေ့နေရတယ်။အဲကြောင့်ကျွန်တော်ပြည်သူတွေလည်းပြင်ဆင်တင်တာပြင်ဆင်လို့ရအောင်လို့ကျွန်တော်အနေငယ်တက်ပြီးမှပြောချင်းဖြစ်ပါတယ်လို့ကျွန်တော်အခုကျွန်တော်ပြည်မမှာရှိတဲ့ကျွန်တော်ရဲ့ဗမာညီကိုတွေစိတ်ဓာတ်မကြပါနဲ့ကျွန်တော် generation Z တွေလမ်းပေါ်တက်တဲ့လူတွေစိတ်ဓာတ်မကြပါနဲ့တင်းတို့လှုပ်ရှားရှိတာကိုတင်းတို့ဆက်လုပ်ပါဘာလုပ်ရမလဲဆိုတာလဲကိုညံမီတလောက်ကျွန်တော်လှုပ်ဆောင်ရအောင်ကျွန်တော်ဒီချိန်မှာခုခံစစ်ဖြစ်တယ်ခုခံစစ်ကိုအိမ်ထဲရက်ွက်ထဲနဲ့ခုခံတာမဟုတ်ဘဲနဲ့ကျွန်တော်ကအပြင်ထွက်ပြီးမှရန်သူလာမဲ့လမ်းမှာရန်သူရှိတဲ့နေရာမှာတွားပြီးကြော်တော့သူတို့ကိုတွားပြီးမှရှင်းထုတ်တာလဲကျွန်တော်ခုခံစစ်ပဲအဲ့လိုသူတို့ရဲ့အတိုက်တွေသူတို့ရှိတဲ့နေရာကိုကျွန်တော်မရှင်းမချင်းသူတို့ကညကြံတစ်ချက်နားလဲနောက်နေ့မနေ့ပြန်ထွက်လာလဲကျွန်တော်တို့ဒုက္ခပေးလိုက်တယ်ဆိုတော့ကျွန်တော်တို့ခုခံစစ်ကိုမိမိကူကူမိမိကာကွယ်တယ်လို့ခေါ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့ပုံစံပြောင်းပြီးမှဒီရက်မှာပြင်ဆင်ရအောင်ဒီနေ့19ရက်ပေါ့နော်ဒီလ20လောက်ကနေ30ကြားမှာ20နဲ့30ကြားပေါ့မတိတ်မကြတော့နောက်5ရက်တပတ်လောက်နေဗမာပြည်မှာအခြေအနေအင်မတန်ထူးခြားတဲ့အရာတွေဖြစ်လာလိမ့်မယ်ဆိုတဲ့ကျွန်တော်အနံ့ရှူကြည့်တာရင်နှံ့ရနေပါတယ်လို့အဲကြောင့်ကျွန်တော်ပြည်နယ်တွေမှာရှိတဲ့ကချင်ကယားကရင်ချင်းမွန်ရခိုင်ဘက်မှာရှိတဲ့ကျွန်တော်ပြည်သူတွေလည်းပြင်ဆင်ရအောင်လို့ကျွန်တော်ဖြစ်နိုင်ကတုတ်ချင်းတွေတူထားရအောင်အိမ်တွေမှာကတုတ်ချင်းခါလောက်ဖြစ်ဖြစ်အမှတက်ကြီးရွယ်ဦးတွေကလေးတငယ်တွေလည်းခူအောင်လို့ရတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်မအားလာတက်ရဲ့အချင်းကိုကျွန်တော်တိုင်းသားတွေပူတည်တယ်တခုခုဖြစ်လာရင်ပြည်သူတွေအိမ်ကိုသူတို့ကပြစ်တယ်မီးရှို့တယ်အမြောက်တွေကိုပြည်သူတွေနေတဲ့ဖက်ကအမေနဲ့ပြစ်တဲ့အလက်အထက်ကကျွန်တော်တိုင်းသားတွေနေပေါင်း60ကောင်းကောင်းတိခဲ့တယ်ကျက်တွေလည်းကောင်းကောင်းလောင်ထားကြအောင်ခဏနဲ့ထမ်းသွားအောင်မယ်ကျွန်တော်တိုင်းသားဒေတာမှာသူတို့ကျက်မပြောနဲ့ခွေးတော့မကြအောင်ရက်တက်စားတယ်ဆိုတော့ကျွန်တော်ပြည်မမှာရှိတဲ့ကျွန်တော်ညီကိုတွေပြင်ဆင်ထားရအောင်တခုခုဖြစ်လာပြီဆိုရင်ငြိမ်မသွားနဲ့ကျွန်တော်လမ်းပေါ်ထွဲတဲ့လူလည်းထွဲရအောင်ကျွန်တော်ခုခံစစ်ကိုကိုညံမီတလောက်ကျွန်တော်တို့ပုံဖော်ရအောင်ကျွန်တော်မီဒီယာမှာလည်းတည်င်းလွှင့်တဲ့လူလည်းရတဲ့လောက်ကျွန်တော်မှတ်တမ်းလေးတွေကိုတင်ပြီးမှကျွန်တော် UN ကိုပို့ဆရာရှိတာပို့ဘယ် website ကိုဘယ်လို email ပို့ရမယ်ဆိုတော့တင်တို့တည်ပြီးသားဖြစ်တယ်ကျွန်တော်ကလူတိုင်းမိမိတာကိုမိမိထမ်းဆောင်ရအောင်လို့ကိုလုတ်တလို့ဟိုလူမလုတ်လို့အဲ့လူကိုအဲ့လိုမျိုးတောင်းမပြောနဲ့သူလဲသူ့အလုပ်သူလုပ်ပါစေကိုလဲကို့အလုပ်ကိုလုပ်မယ်အဲ့လိုမျိုးပေါ့နော်သူ့အလုပ်နဲ့သူကို့အလုပ်နဲ့ကိုကျွန်တော်တာဝန်ကျေဆိုတော့ကျွန်တော်တို့တွန်းလှန်ရအောင်လို့ကျွန်တော်တို့ရဲ့ပန်းတိုင်ကမကြတော့ဘူးအရင်နီးနေပြီကျွန်တော်တို့အောင်ပွဲရမကြတော့ဘူးအဲကြောင့်လုံးဝစိတ်ဓာတ်လုံးဝမကြနဲ့နည်းနည်းမှမလျှော့လိုက်နဲ့ဟိုအနာမခံတော့အတာတော့ဆန်လို့မရဘူးဘာပဲလို့နာတယ်ဆိုတော့နည်းနည်းပါတော့ရှိတယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့မျိုးဆက်တွေအတွက်ကျွန်တော်တို့အနာဂတ်အတွက်ကျွန်တော်တို့အကုန်လုံးလက်သွဲပြီးမှတိုက်ပွဲဝင်နေတာဖြစ်တယ်ဒီချိန်မှာတရားနဲ့တရားအပြစ်ပြောမနေနဲ့တော့ဘာဖြစ်တယ်ညာဖြစ်တယ်လည်းမပြောနဲ့တော့အရင်တော့ NLD အစိုးရကတိုင်းသားခွင့်ရ speak out မလုပ်ပဲထားလိုက်တော့
အခုကျွန်တော် NLD ရဲ့အတွက်လုပ်နေတာမဟုတ်ဘူးရှေ့လျှောက်မြန်မာနိုင်ငံမှာဘာအာဏာရှင်မှမရှိတော့ဘူးတေချတယ်တကယ်လို့အာဏာရှင်ပြန်ပေါ်လာလဲကျွန်တော်ကိုယ်တိုင်ဥဆောင်ပြီးပြန်တော်လာမယ်ကျွန်တော်ဘယ်တော့မှအာဏာရှင်ဆိုမပေါ်တော့ဘူးဒီတစ်ခေါက်ကျွန်တော်တိုင်းသားတဲ့အကုန်လက်သွဲလို့ရအောင်နောက်မှခဏနဲ့အောင်ပွဲရသွားပြီးမှဟာငါမပါလဲရဘူးကွာတစ်ခါတော့ပါချင်တယ်ဆိုပြီးနောင်တပဲရပါပဲဆိုရတယ်အဲကြောင့်ဒီလိုအောင်ပွဲခံမဲ့အချိန်မှာဘာဖြစ်လို့တင်ရမပါရမှာလဲကျွန်တော်မကြဘူးမကြတော့ဘူးဒီလထဲမှာအရန်ထူးဆန်းတဲ့အရာတွေဖြစ်လာလိမ့်မယ်ကျွန်တော်မြန်မာသမိုင်းမှာတစ်ခါမှမကြုံဘူးတဲ့ကချင်ကရင်ချင်းမွန်ဗမာရခိုင်ရှမ်းတွေတကယ်ကိုကျွန်တော်စီစီလုံးလုံးနဲ့ကျွန်တော်နိုင်ငံရဲ့အနာဂတ်ကိုပုံဖော်မဲ့အချိန်ရောက်လာပြီအဲကြောင့်ဘာသာတရားတွေလည်းစီလုံးရအောင်ဒီအချိန်မှာတယောက်နဲ့တယောက်အပြစ်တင်တာကိုလျှော့လိုက်တော့အစိမ့်တွေလည်းဘာမှမပြောနဲ့တော့အနီတွေလည်းဘာမှမပြောနဲ့တော့ထားလိုက်တော့ကျွန်တော်တို့ကအစိမ့်တွေအနီတွေကိစ္စမျိုးကျွန်တော်ဆို NLD ထောက်ခံသူမဟုတ်ဘူးကျွန်တော်ကချစ်လေကျွန်တော် KNC ကျွန်တော်ကချင်ပါတီ KNC ပဲကျွန်တော်မေးပေးခဲ့တာဆိုတော့ဘာမှဖြစ်ဘူးကျွန်တော်တို့ကဒီချိန်မှာပါတီနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးဒါအမျိုးသားရေးဖြစ်တယ်ကျွန်တော်တို့ဒါကိုနှက်ရအောင်ဒါကျွန်တော်တို့ကအမျိုးသားရေးဖြစ်တယ်လူမျိုးစုတစုလုံးနဲ့ဆိုင်တာဖြစ်တယ်ဒါကျွန်တော်တို့လူသားမျိုးနဲ့စုတစ်ခုလုံးကိုစော်ကားနေတဲ့အမှုဖြစ်တယ်လူသားမျိုးနဲ့စုတစ်ခုကိုတတ်ဖြတ်နေတဲ့အရာဖြစ်တယ်ဒါကိုကျွန်တော်တို့ကဒီတိုင်းလက်ပတ်ကြည့်နေလို့မရဘူးဒီအချိန်မှာကျွန်တော်တို့လည်းဒါကျွန်တော်တို့ဘာသာရေးရပဲဆိုပြီးမရဘူးဒီအချိန်မှာကျွန်တော်တို့ကတိုက်တူပြည်သားနဲ့ကိုယ့်ရဲ့လူနဲ့ဒါဒီရမယ်အချိန်ဖြစ်တယ်ဒီအချိန်မှာအမုန်းမပွားနဲ့တခုခု reason တခုခုပေးလာပြီဆိုရင်အဲ့လူလည်းပြန်ပြီးရမတွေ့နဲ့ထားလိုက်မလိုက်ချင်တဲ့လူထားခင်းလိုက်တော့ကျွန်တော်တို့လိုက်လို့ရတဲ့လူအရှိကိုဆက်ပြီးချီတက်ရအောင်အရန်ခေါ်ရခဲ့တဲ့လူခေါ်နေလဲလမ်းမှာခဏနဲ့သူတို့ကိုကျွန်တော်တို့ပြန်ထားနေရလိမ့်မယ်ဆိုတော့ကျွန်တော်တို့ရှေ့ကိုတက်ရအောင်အခုအရန်ခွန်အားရတယ်ကျွန်တော်တို့လိုက်တာရတော့မြောက်တကူရန်ကုန်မြို့မှာရှိတဲ့ညီကူတွေ generation XYZ အကုန်လုံးမန္တလေးတို့နေရာတကာမှာရှိတဲ့ကျွန်တော်တို့ညီကူတွေကိုအရန်ခွန်အားရတယ်အားပေးတယ်တင်းတို့ကြည့်ပြီးအမေနဲ့ကျွန်တော်ခရိယန်ဆိုကျွန်တော်အမေနဲ့ဆူတောင်းပေးတယ်ညမအိတ်ခင်မှာကျွန်တော်အမေနဲ့တင်းတို့အတွက်ကျွန်တော်မိနစ်20 30လောက်ကျွန်တော်ဆူတောင်းဖြစ်တယ်ဆူတောင်းပေးတယ်ဒီချိန်မှာကျွန်တော်တို့အခု KBC ဆိုရင်ကျွန်တော်တို့ဒီလူဦးဒေါ်လာရဲတဲ့သူတို့အစာရှောင်ဆူတောင်းမဲ့ရက်ကိုတော်မှကြော်ညာလိုက်ပြီဆူတောင်းနေကြပြီကျွန်တော်တို့ကချင်ဘာသာရဲ့အဖွဲ့လည်းဆူတောင်းပေးနေပြီကျွန်တော်တို့ကချင်လူထုတရက်လုံးနဲ့ကျွန်တော်တို့ဒီလူဦးဒေါ်လာရဲနဲ့အတူရက်တည်တယ်ခန်းစားချက်တူတယ်ရင်ပတ်တူတယ်အချို့တော့ကချင်ဒလန်တွေကလွယ်ပြီးမှကချင်ဒလန်ဖြစ်တယ်ဆိုတော့ဘယ်လိုမျိုးသိရလဲဆိုတော့ဒီအချိန်မှာKIO အမ်လူအမ်ရဖြစ်ပြီးမှအပြစ်ပြောနေတဲ့လူဘသူကိုဘာဖြစ်တယ်ဆိုပြီးအပြစ်ပြောနေတဲ့လူကဒလန်ပဲအဲ့ဒါဒလန်ဆိုရင်ဖူးမစားမပါဘူးဒီချိန်မှာတယောက်နဲ့တယောက်တွေးကွဲအောင်စကားပြောနေတယ်ဒီချိန်မှာတယောက်နဲ့တယောက်မစည်းလုံးအောင်ပြောနေတယ်ဆိုရင်အဲ့ဒီလူကဒလန်ဖြစ်တယ်အဲ့ဒါကျွန်တော်တို့ရဲ့ဘုံရန်သူဖြစ်တယ်ဆိုတော့ကျွန်တော်ဒီချိန်မှာဘူမယူနဲ့တယောက်နဲ့တယောက်အပြစ်မတင်နဲ့ကျွန်တော်ဆက်သွင်းရအောင်နည်းနည်းအားဆိုင်ပြီးဆက်သွင်းလိုက်ရအောင်အရှင်မလျှော့လိုက်နဲ့ကျွန်တော်တို့အရှင်လုံးဝလျှော့လိုက်လို့မရဘူးကျွန်တော်တို့ယင်ထဲမှာတောက်လောင်နေတဲ့ကျွန်တော်တို့လွတ်လပ်ချင်းမီးပေါ့လွတ်လပ်ချင်းမီးကိုကျွန်တော်တို့ကလျှော့လိုက်လို့မရဘူးကျွန်တော်တို့ဆက်သွင်းရအောင်ဘာမှမခံနိုင်ဘူးလူလုံးရင်လူတော်ဖြစ်သေးတာပဲနော်လူလုံးရင်လူတော်ဖြစ်သေးတာပဲလူလုံးလို့မဖြစ်တဲ့အရာဘာတစ်ခုမှမရှိဘူးလူလုံးလို့မရတာကကောင်းကင်နဲ့ငရဲပဲအဲ့ဒီကောင်းကင်နဲ့ငရဲတော့လူလုံးလို့မရဘူးဆိုတော့လူလုံးလို့ရတယ်ဒီကဘာမောမြေကြီးပေါ်မှာလူလုံးလို့မရတဲ့အရာဘာတစ်ခုမှမရှိဘူးဘလောက်အင်အားကြီးတဲ့အစိုးရဖြစ်ပြည်သူလူထုကပြုတ်ကြအောင်လုပ်လို့ရတယ်ကျွန်တော်တို့ရိုမာအင်ပါယာတို့ရှိသမျှအရင်တော့ဆူဗီယက်အင်ပါယာတွေပါဆိုပြုတ်ကြသွားတယ်ပျောက်သွားတယ်နေမာလာတိုက်ရဲ့မြချူမောင်ပဲလောက်တော့တနာတော့တနာတယ်ဆိုတော့ကျွန်တော်လူလုံးလို့မရတာဘာမှမရှိဘူးလူလုံးရင်လူတော်ဖြစ်တယ်လူကြံရင်မဖြစ်တာဘာမှမရှိဘူးအဲကြောင့်ကျွန်တော်နည်းနည်းမှစိတ်မလျှော့နဲ့ကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့အသက်တွေကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့အခွင့်အရေးတွေကျွန်တော်တို့စော်ကားခံရတဲ့အရာတွေကျွန်တော်တို့ပြန်ယူမရမယ်ဒီတိုင်းကျွန်တော်တို့အရှုံးပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ညီငယ်တွေလမ်းပေါ်မှာအသက်ပေးခဲ့တဲ့အရာတွေအိမ်ထဲအထိဝင်ပြီးကျွန်တော်တို့ရိုက်တာစော်ကားတာတွေကျွန်တော်တို့ကနှခါညီအနှခါနာဖြစ်သွားလိမ့်မယ်အဲကြောင့်ကျွန်တော်တို့ကလုံးဝအရှုံးပေးလို့မရဘူးကျွန်တော်တို့ဒီတိုက်ပွဲကိုကျွန်တော်နိုင်မရမယ်ပြန်ပြီးမှ
စီစတ်တာတွေညီနိုင်တာတွေဒီချိန်မှာအချိန်မဟုတ်တော့လွန်နောက်ပြီဒီချိန်မှာပြည်သူကိုဒူးထောက်တောင်းပန်ပြီးလက်နဲ့ချမ်းချပြည်သူကိုကျွန်တော်တို့မားပါတယ်ဆိုပြီးတောင်းပန်ပြီးလက်နဲ့ချပြီးတရားဥပဒေအတိုင်းတရားဥပဒေရဲ့စီရင်ချင်းဆုံးမချင်းကိုနာခံမယ်ဆိုမှရမယ်ဒီတိုင်းတော့ကျွန်တော်မြန်မာမြေပုံမှာကျွန်တော်အာနာရှင်စနစ်ကိုပြန်အတက်သွေးလို့မရဘူးဒါနောက်ဆုံးပဲအဲကြောင့်ကျွန်တော်တို့နိုင်ကိုနိုင်ရမယ်နိုင်မှဖြစ်မယ်လူကနိုင်တယ်ဆိုရင်နိုင်တာပဲအဲကြောင့်ဒီချိန်မှာလုံးဝမလျှော့နဲ့ကျွန်တော်ရှေ့ကိုဆက်တိုးရအောင်အဲကြောင့်မြို့ပေါ်မှာနေတဲ့ပြည်သူတွေကျွန်တော်ကိုကာကွယ်ချင်းဆိုတာကခုခံစစ်လို့ခေါ်တယ်အဲ့ဒီခုခံစစ်ကိုအိမ်ထဲကနေရက်ွက်ထဲကနေခုခံတာမဟုတ်ဘူးနဲ့ကိုဒုက္ခပေးလာတဲ့ရန်သူတွေကိုဒုက္ခပေးလာတဲ့လူတွေရှိတဲ့နေရာအထိကျွန်တော်သွားပြီးခုခံရအောင်ခုခံစစ်ကိုရက်ွက်မှာအိမ်ထဲမှာလုပ်ရင်ကျွန်တော်ရက်ွက်နာတယ်လမ်းနာတယ်အဲကြောင့်ဘာမှနာရှာမလို့ကျွန်တော်ထွက်ရအောင်ကျွန်တော်လူငယ်တွေတက်ပြရအောင်ကျွန်တော်တစ်ပြေးလို့မရတော့ဒီလိုတော့ရတော့နော်ဆိုတော့ပြေးကျွန်တော်ထက်ညံကောင်းတဲ့လူတွေကျွန်တော်ထက် idea ကောင်းတဲ့လူငယ်တွေလေးစားတယ်ငငယ်တွေ9ယောက်တစု10ယောက်တစုစုပြီးမှတင်တို့မိမိရက်ွက်ကိုကာကွယ်ဖို့ကျွန်တော်တို့ဗီဒီယိုခုခံဖို့တင်တို့လှုပ်ဆောင်ကြပါဘာမှတိမခက်ဘူးဟိုလက်နဲ့ရှိမှရလို့မဟုတ်ဘူးအခုတင်တို့ဖက်မှာဗတ်ထမအုပ်ဆုံးထွက်ပြီးမှရက်လာတဲ့ KIA ရဲ့တမိုင်းကိုကျွန်တော်10မိနစ်လောက်ပြောပြမယ် KIA KIO ဆိုဘယ်လိုဖြစ်လာလဲဆိုရင်ဘာလဲနဲ့မှမရှိဘူးကြောက်ခဲကြိုက်တဲ့လူကြိုက်ဓာတ်ကြိုက်တဲ့လူကြိုက်ဂွားကြိုက်တဲ့လူကြိုက်နဲ့လာရှိုးဘန်ကိုစပြီးမှရိုက်ခွဲပြီးမှ KIA ကိုလူ9ယောက်ကနေစပြီးတည်ထောင်လာတာဖြစ်တယ်ဆိုတော့သူတို့မှာဘာလဲနဲ့မှမရှိအဲ့လိုပဲသူတို့ရလက်နဲ့ဆွဲကြိုက်ပြီးတော်လာနေကပ္ပသမိုင်းမှာမတရားသောအာဏာရှင်တွေကိုတော်လာတဲ့ရလက်နဲ့ဆွဲကြိုက်ပြီးတော်လာနေအဲကြောင့်ဘာမှမပူနဲ့ကျွန်တော်လက်နဲ့ဆိုတာကနံပါတ်3လောက်ပဲကြားတယ်နံပါတ်1ကစိတ်ဓာတ်ဒီပွဲကငါနိုင်အောင်တိုက်မယ်ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်ကအရေးအကြီးဆုံးနံပါတ်1ဖြစ်တယ်နံပါတ်2ကဘာလဲဆိုတော့လှုပ်ဆောင်မှုကြိုးစားလှုပ်ဆောင်မှုအချင်းချင်းရှုံးနေလဲပြန်ထားတဲ့လှုပ်ဆောင်တဲ့ကြိုးစားပြီးလှုပ်ဆောင်မှုကနံပါတ်2ကြတယ်လက်နဲ့ဆိုတာနံပါတ်3လောက်ပါပဲအဲကြောင့်အဓိကတော့ကျွန်တော်စိတ်ဓာတ်လွတ်လပ်ခြင်းကိုလိုချင်တဲ့စိတ်ဓာတ်စစ်အာဏာရှင်ကိုအမြင့်ဖြုတ်ချင်တဲ့စိတ်ဓာတ်ကိုကျွန်တော်အမေရိကန်တင်ထားမယ်အဲ့ဒီမြင်းကိုကျွန်တော်ငြိမ့်စေလို့မရဘူးနံပါတ်2ကလှုပ်ဆောင်ခြင်းကြာတော့ရပ်ပေါင်း40ကြာတော့ပြင်းသွားတယ်မရဘူးဒီတိုက်ပွဲကိုမအောင်မချင်းအာဏာရှင်စနစ်မြန်မာနိုင်ငံမြေပေါ်နဲ့မပြောက်သွားမချင်းကျွန်တော်တို့ချမယ်ဆိုတာဟိုတတ်မယ်ဖြတ်မယ်လို့ပြောတာမဟုတ်ဘူးတော်လန့်မယ်ဆိုရက်စိတ်နဲ့ကျွန်တော်တို့လှုပ်ဆောင်ရမယ်နံပါတ်3ကျတော့ကျွန်တော်တို့လက်နဲ့ဆွဲကပ်ပြီးတော်လန့်မယ်ကျွန်တော်တို့လူကြီးတွေကျတော့ရေတိုက်တဲ့လက်နဲ့ပေါ့ထမင်းချက်ကျွေးတဲ့လက်နဲ့လက်ခုပ်တီးပေးတဲ့လက်နဲ့ကျွန်တော်တို့လူစကားပြောပေးတဲ့လူကြစကားပြောပေးလက်နဲ့အကြံဉာဏ်တည်င်းအချက်လေးတွေပြောပေးတဲ့လက်နဲ့ပေါ့ကျွန်တော်မီဒီယာနဲ့ကျွန်တော်လည်းပြောပေးနေမယ်ကြည့်နေမယ်ဆိုတော့ကျွန်တော်လည်းအများကြီးတော့မလုပ်ပေးနိုင်ဘူးကျွန်တော်နိုင်ငံနဲ့ကျွန်တော်လူမျိုးတဲ့ကျွန်တော်လုပ်ပေးနေတာဒါတခုဖြစ်တယ်ကျွန်တော်ခရိယန်ဝိနည်းတွေဘာတွေညှိတာတွေမညှိတာတွေဒီချိန်မှာကျွန်တော်မတိတော့ဘူးကျွန်တော်သူများပစီလေးတော့ခိုးနေတာမဟုတ်ဘူးဟိုသူများကိုမတရားလုပ်နေလည်းမဟုတ်မတရားတဲ့အတ္တမအစိုးရကိုတော်လာဖို့ရကိုယ့်ရဲ့ညီငယ်တွေကိုယ့်နိုင်ငံသားတွေကိုဒါကျွန်တော်တည်င်းချက်လက်ပေးတယ်အချမ်းဉာဏ်တွေပေးတယ်အဲ့ဒါကျွန်တော်တရားတယ်ကျွန်တော်အော်တိုမတ်ကြည့်တယ်ကျွန်တော်ဘာမှဖြစ်ဘူးဆိုတော့ဒီပွဲကအော်တိုမတ်ကြည့်နေကျွန်တော်ဘာသာနဲ့ပါဝင်ရအောင်မွတ်စလင်ဟိန္ဒူဂေါရခါကျွန်တော်ဗုဒ္ဓခရိယန်နတ်စာတွေအကုန်လုံးကျွန်တော်လက်တွဲညီနဲ့ဒီချိန်မှာတယောက်နဲ့တယောက်ရမဖြစ်နဲ့မဆဲနေတဲ့လူအပြစ်ပြောနေလို့ထားခဲ့လိုက်ဒီကောင်တွေကိုထားခဲ့လိုက်တော့ကျွန်တော်ရင်ပတ်ချင်းတူတဲ့လူတွေရှေ့ကိုကျွန်တော်တို့ခြိတဲ့အောင်ဒီလမကုန်ခင်မှာ20ကျော်လောက်20နှစ်လောက်ကနေ30ကြားမှာမြန်မာနိုင်ငံအခြေအနေအကြီးထူးလာလိမ့်မယ်တခုထူးခြားလာပြီဆိုရင်တင်းတို့ကလက်ခုပ်တီးပြီးအိမ်ထဲမှာမနေတော့အကုန်လုံးထွက်တော့အနေနဲ့အရက်ကွက်တိုင်းမြို့တိုင်းရွာတိုင်းတစ်ခါတည်းထွက်ရအောင်ကျွန်တော်တို့သူလုတ်ပါနင်းတို့လုတ်တော့အားပေးတယ်ဆိုတာမဟုတ်နဲ့ကျွန်တော်တို့ကိုယ်တိုင်ထွက်ရအောင်လက်နဲ့ဆွဲကပ်ပြီးကျွန်တော်တို့ဒီမတရားတဲ့စစ်အာဏာရှင်အစိုးရကိုကျွန်တော်တော်လာမှရတော့မယ်
ဘယ်လက်နဲ့ပေးပါဟို UN လာပါဆိုတာကျွန်တော်တို့လုပ်ဆရာရှိတာတို့လုပ်လိမ့်မယ်ကျွန်တော်တို့ဒေါက်တာဆဆာတို့ CRPH တို့လုပ်ဆရာရှိတာလုပ်လိမ့်မယ်လူကြီးတွေလည်းလူကြီးတွေတို့လုပ်လိမ့်မယ်နိုင်ငံရေးသမားတွေလည်းနိုင်ငံရေးသမားတွေအလုပ်လုပ်လိမ့်မယ်ဒါပေမဲ့တခုတော့ရှိတာပေါ့ဒီမအားလာနဲ့ပေါင်းတဲ့နိုင်ငံရေးသမားတွေတော့ sorry ပဲအရင်ဝမ်းနေတယ်တင်တို့အသက်ဒါပေမဲ့အချိန်ရှိပါသေးတယ်နောက်မချသေးဘူးဒီချိန်မှာပြည်သူဖက်မှာပြန်လည်ပြီးလာပူပေါင်းပေးပါဒီချိန်မှာကျွန်တော်တို့ကအစင်းကိုလည်းမမုန်းပါဘူးကျွန်တော်တို့စစ်သားတွေကိုလည်းမမုန်းပါဘူးပြည်သူကိုတနက်နဲ့ပြစ်တဲ့စစ်သားတွေရဲတွေတော့ဒါကျွန်တော်တို့တော့မမုန်းပါဘူးဒါပေမဲ့ဥပဒေကတော့တင်တို့ကိုဥပဒေရှိတဲ့အတိုင်းအရေးယူခံရမှာဖြစ်တယ်ဒါတော့တရားဥပဒေအဲ့လိုရှိတယ်ဆိုတော့ပြည်သူအပေါ်မှာနှိပ်စက်တဲ့ရက်ဆက်ပြီးမှတတ်တဲ့လူကတော့ဒါဥပဒေတဲ့ပေါ့နော်ကျွန်တော်တို့မမုန်းပါဘူးဘယ်သူမှမမုန်းပါဘူးဘယ်သူမှမမုန်းလူချင်းဖြစ်တဲ့အတွက်ကြောင့်မမုန်းဘူးတခုပဲရှိတယ်ဒီချိန်မှာပြည်သူတောင်းပန်ဆရာရှိရင်တောင်းပန်ပါပြည်သူဖက်ကိုအမြန်ဆုံးဝင်လာခဲ့ပါကျွန်တော်တို့ကြံ့ခိုင်ရဲပဲဖြစ်ဖြစ်ဘယ်ပါတီပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်ကျွန်တော်ပြည်သူတွေကအဲ့လိုမျိုးတစ်ဖက်သက်ကြီးစစ်သားမှန်တမျှကိုမုန်းနေဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့ပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်သားတွေရဲတွေကိုဒါကျွန်တော်တို့ဒါတော့ကျွန်တော်တို့ခွင့်လို့ရအောင်ဥပဒေကတော့ခွင့်လို့မရဘူးအဲကြောင့်အခုဥပဒေနဲ့ပြည်သူကိုတတ်တဲ့ဥပဒေပြည်သူကိုနှိပ်စက်တဲ့ဥပဒေပြည်သူကိုရိုက်တဲ့ဥပဒေနဲ့တင်တော့မညှိခင်မှာအမြန်ဆုံးယုံထွက်လိုက်ပါအထက်အမိန့်ဆိုတာမဆောင်နဲ့တော့အထက်အမိန့်မလွန်ဆန်နိုင်ထွက်ပြေးသွားတဲ့ပြည်သူတွေတင်းကိုဖွဲ့ထားပေးလိမ့်မယ်တင်းကိုကျူဆူမဲ့နေရတယ်အများကြီးရှိတယ်မကြခင်မှာကျွန်တော်တို့ပြည်သူတွေအောင်ပွဲအကြီးကြီးခံနေမယ်အဲ့ဒီအချိန်မှာတင်းကိုလည်းအောင်ပွဲထဲမှာပါဝင်စေချင်လို့ဒီလိုပြောနေတာဖြစ်တယ်စိတ်တမချနဲ့တယောက်နဲ့တယောက်ရံမတိုင်နဲ့မမုန်းနဲ့ဒလန်မလုံးနဲ့ဒီချိန်မှာတယောက်နဲ့တယောက်ကတကယ်ကိုကျွန်တော်စီးလုံးမရမယ်တယောက်နဲ့တယောက်တန်ဖိုးထားပါတယောက်နဲ့တယောက်လေးစားပါဘာသာတစ်ခုနဲ့တစ်ခုကြားမှာလေးစားပါလူမျိုးတစ်ခုနဲ့တစ်ခုကြားမှာလေးစားပါယူသားပါပွင့်လင်းပါမေတ္တာထားပါဒါဆိုရင်ကျွန်တော်တော်လာရဲ့မကြခင်အောင်မြင်တော့မှာဖြစ်ပါတယ်စိတ်သက်မကြနဲ့ fighting ပါအရေးတော့ဖို့အောင်ရမည်ထူးခြားတဲ့တည်ရှိကျွန်တော်အချိန်မရွေးပြန်တက်လာပေးပါမယ်လို့မတက်လာဆိုတော့တိတ်မထူးခြားတယ်လို့တင်တို့တည်ပြီးသားဖြစ်လိမ့်မယ်လို့အရောက်စီတိုင်းကိုဖျားတခင်ကောင်းချီးပေးပါတယ်ပေးပါစေအရောက်စီတိုင်းကိုချစ်ပါတယ်ကချင်ကရားကရင်ချေမွန်ဗမာရခိုင်ရှမ်းလူမျိုးတိုင်းကိုချစ်ပါတယ်လို့ခရစ်ယာန်ဘာသာဗုဒ္ဓဘာသာမွတ်စလင်ဂေါရခါဟိန္ဒူရိုဟင်ဂျာကအစလူမျိုးတိုင်းကိုဘာသာတိုင်းကိုချစ်ပါတယ်တန်ဖိုးထားပါတယ်လေးစားပါတယ်ဆိုတဲ့အကြောင်းဒီကနေ့အနေငယ်ပြောလိုပါတယ်လို့အရောက်စီတိုင်းကိုဖျားတခင်ကောင်းချီးပေးပါစေ